အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အီရန်နိုင်ငံအတွင်းကဖြစ်ခဲ့တဲ့ဒီဆန္ဒပြပွဲတွေအကြောင်းကိုအနေငယ်ရှင်းပြပေးခြင်းနေပေါ့နော်အဲတော့ကဆိုလို့ရှိရင်ဒီအီရန်နိုင်ငံအတွင်းကဆန္ဒပြပွဲတွေကဘာဖြစ်လို့ဒီသူတို့တွေအနေနဲ့ပေါ့နော်ဒီလောက်ကြီးဒီကဘာအတိသွားအောင်ပြီးခါမှာကဘာထောက်ပံ့ရောက်လောက်တဲ့အထီကိုဘာဖြစ်လို့ဒီအင်အားအကြီးခံရလေပေါ့နော်အီရန်အစိုးရအနေနဲ့ကပြီးတဲ့အခါမှာအမေရိကန်ကရောပေါ့နော်ဒီအီရန်အတွင်းကိုဝင်းကူမယ်လို့ပြောရင်းနဲ့ဘာကြောင့်တိတ်ဆိတ်သွားတာလဲပေါ့နော်ပြီးတဲ့အခါမှာအီရန်ရဲ့နောက်ကရှိနေတဲ့တရုတ်နဲ့ရုရှားရောဘာကြောင့်ငြိမ်းနေရလဲပေါ့နော်ဒါတွေကအကုန်လုံးကဒီသူတို့ရဲ့ချစ်စက်မှုတွေကတစ်ခုနဲ့တစ်ခုရှိနေတာပေါ့နော်အဲအကြောင်းကိုဒါကျွန်တော်အနေငယ်လေးရှင်းပြပေးခြင်းနေပေါ့နော်အီရန်နိုင်ငံအတွင်းမှာပြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေကဘာကြောင့်လဲဆိုလို့ရှိရင်တော့အဖြစ်တော့ရိုးရှင်းနေပေါ့နော်အဓိကတော့ဒီအီရန်ပြည်သူတွေရဲ့တကယ်အစင်းရဲမွေးတွေမှုတွေပြီးတဲ့အခါမှာသူတို့ရဲ့တကယ်ဒီကြုံတွေ့ရတဲ့အခက်အခဲတွေကအရန်ကိုကြီးမားခဲ့တာဖြစ်တဲ့အတွက်ဒါဆန္ဒပြပွဲဖြစ်ပေါ်လာတာပေါ့နော်အဓိကတော့စီးပွားရေးကျဆင်းမှုပြီးတဲ့အခါမှာဒီငွေကြေးဖုံးပွားမှုပေါ့နော်ငွေကြေးဖုံးပွားမှုကဒီဘယ်လောက်ထိဖြစ်လာလဲဆိုလို့ရှိရင်လည်းပဲဒီအီရန်ရဲ့ငွေကြေးနဲ့ဆိုလို့ရှိရင်ဒီအမေရိကန်ဒေါ်လာကိုအီရန်ငွေကြေးနဲ့ဆိုလုံးဝတန်းနဲ့ချီပြီးတော့ဖြစ်လာခဲ့တာပေါ့နော်အဲ့လောက်ထိဖြစ်တဲ့အခါမှာကျတော့ဒီအီရန်ပြည်သူတွေရဲ့တကယ်ငွေကြေးပတ်ဆိုင်မှုကလည်းပဲဒါအများကြီးရောကျသွားတာဖြစ်တယ်ကွာအဲ့နဲ့တပြိုင်နက်တည်းပဲဒီကုန်စည်နှုန်းတွေလည်းပဲအရင်ကတက်လာတယ်ပေါ့နော်အဲ့လိုပဲဒီပြည်ပကနေသွင်းလာတဲ့သွင်းကုန်တွေလည်းပဲအကုန်လုံးနှိပါဈေးတွေတက်လာတယ်အဲ့လိုမျိုးဈေးတက်တဲ့အခါမှာပြည်သူတွေကဆင်းရဲတဲ့အခါမှာခုလိုမျိုးထပ်ပြီးဖြစ်ပေါ်လာတယ်ပေါ့နော်အဓိကတော့ဒီအီရန်နိုင်ငံရဲ့ဒီတီဟီရန်မြို့ပေါ့နော်အီရန်နိုင်ငံရဲ့မြို့တာပေါ့နော်အဲ့ဒီတီဟီရန်မြို့တွေကဒီအဲ့ဈေးတွေတစ်ခုကနေစခဲ့တာဖြစ်ပါတယ်အဲ့ဈေးတွေကမှတကယ်ဒီလူနည်းစုလေးကမှဒီတတော်ကြီးတွေကုန်စည်နှုန်းတွေမြင့်တက်နေတာတို့တော့မနေနိုင်တော့ဘူးအခုဒီလိုမျိုးနေတော့ဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါစပြီးတော့ကျတော့ဒီစနာပြတယ်သူတို့ဆိုင်တွေကိုပိတ်တယ်စနာပြတယ်အဲ့ဈေးလေးကပိတ်ပြီးတော့ကျတော့ပြတဲ့စန္ဒာကဒီတီဟီရန်တစ်မျိုးလုံးကိုဒီတခဏအထွေမှာလုံးဝကူးဆက်သွားတယ်ပေါ့နော်အဲ့နဲ့အတူတူပဲဒီတခြားမြို့တွေပေါ့နော်အဲ့လိုမျိုးဒီမြို့ပေါင်းဒီ180လောက်ကိုလည်းပဲဒါလုံးဝကူးဆက်သွားခဲ့တယ်ပေါ့နော်အဲ့ဒါတွေကိုမှဒါနေနဲ့ပဲအခုဒီအီရန်အစိုးရထုတ်ပြန်တာကျတော့ဒီအီရန်ပြည်သူတွေအားလုံးပေါင်းလို့ရှိရင်3000လောက်ထိတည်ခဲ့တယ်တခြားအဖွဲ့အစည်းတွေကကျတော့အမျိုးမျိုးရှိရပေါ့နော်9000လည်းရှိတယ်တချို့ဆိုလို့ရှိရင်တော့ဒီတောင်းနဲ့ချီတဲ့သူတွေလည်းပဲဒါတည်ဆုံးနေတာရှိတယ်လို့လည်းပဲဒါပြောထားတယ်ပေါ့နော်ကျွန်တော်အထင်ရဆိုလို့ရှိရင်လည်းပဲဒါတောင်းနေရတော့တည်ဆုံးနေရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါဒီလုံးဝဒီဒဏ်ရာတဲ့သူတွေကကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝတိန်းနဲ့ချီဒဏ်ရာဖြစ်ပါတယ်အဲ့လိုမျိုးတိန်းနဲ့ချီပြီးဒဏ်ရာဖြစ်တဲ့အတွက်ဒါတည်ဆုံးမှုအရှိအတွက်ကလည်းပဲဒါတောင်းနဲ့ချီနေဆိုတာတော့သဘောပါပဲပေါ့နော်အဲ့အီရန်မှာပေါ့နော်ဒီဆန္ဒပြပွဲတွေစတဲ့ဖြစ်ပေါ်တာဘယ်တော့ကလဲဆိုလို့ရှိရင်တော့ဒီ12လပိုင်း2025 12လပိုင်း28လောက်ကစပြီးဖြစ်ပေါ်တာဖြစ်ပါတယ်အဲ့တော့မှအဲ့ဒီကိစ္စကိုတကယ်ဒီအီရန်နိုင်ငံဆန္ဒပြပွဲကိုပေါ့နော်တကယ်ဒီမီးတောင်ရလေမှုတ်လိုက်တဲ့သူကတော့လေထိုးတာမဟုတ်လေပင့်တာမဟုတ်လေမှုတ်တာပေါ့နော်ထားပါတော့လေမှုတ်တဲ့သူကဘယ်သူလဲဆိုလို့ရှိရင်တော့ဒေါ်နယ်ထရန့်လည်းပြောလို့ရတယ်လို့မျိုးနောက်တစ်ခြားတစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဗင်နီဇွဲလားကိုအမေရိကန်ကဝင်ရောက်ပြီးတော့ကျွန်တော်ဒီဗင်နီဇွဲလားရဲ့သမ္မတကိုသွားဖွင့်တဲ့ကိစ္စပါအဲ့ကိစ္စကိုမြင်ပြီးတဲ့အခါမှာအီရန်ပြည်သူတွေကနေပြီးတော့ပေါ့နော်ဟာဒီမလားဒီဗင်နီဇွဲလားသမ္မတကိုတောင်သူတို့ဖမ်းနေတာငါတို့ရဲ့သမ္မတကိုလည်းပဲဒီအမေရိကန်အနေနဲ့ဝင်ရောက်ပြီးတော့ကျွန်တော်မဖမ်းနိုင်စရာအကြောင်းမရှိဘူးဖမ်းကောင်းဖမ်းနိုင်နေဆိုတဲ့ပြောနေချက်တွေမြင့်တက်လာတာပါအဲ့လိုမျိုးမြင့်တက်လာတဲ့အခါမှာသူတို့အနေနဲ့စနာကိုဆက်ပြတယ်အဲ့နဲ့အတူတူပဲနောက်ကဒေါ်နယ်ထရန့်ကလည်းပဲပေါ့နော်ဟုတ်ပြီအီရန်ပြည်သူတွေနောက်ကငါရှိတယ်မင်းတို့အစိုးရပိုင်းအနေနဲ့အီရန်ပြည်သူတွေကိုတကယ်ရက်ဆက်လို့လုပ်လို့ရှိရင်တော့ငါဝင်းပါမယ်ဆိုတဲ့အကြောင်းအရာမျိုးတွေပြောတယ်ဆိုရှယ်မီဒီယာမှာတင်တယ်ပေါ့နော်အဲ့လိုတင်တဲ့အခါမှာတကယ်ဒီအီရန်ပြည်သူတွေကလည်းလုံးဝမှစစ်တပ်တွေတွက်ချပြီးတော့မှအဲ့လိုမျိုးဒီဝင်ရောက်ပြီးတော့မှဒီဆန္ဒပြကြတယ်ပေါ့နော်ဒီမောင်တန်းနဲ့ချီပြီးတော့အဲ့လိုမျိုးတန်းနဲ့ချီပြီးတော့ဒီဆန္ဒပြရင်ဒီအီရန်ပြည်သူတွေကိုနှိမ်နေနေပဲအခုဆိုလို့ရှိရင်တော့ဒါနည်းငယ်တော့ဒါငြိမ်သွားပြီလို့ပြောလို့တော့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒီအီရန်နဲ့ဒီဗင်နီဇွဲလားနှစ်ခုကိုကြည့်အောင်ပေါ့နော်အီရန်ရောဗင်နီဇွဲလားရောနှစ်ခုစလုံးကတေချာတာကတော့ဒီအနောက်နိုင်ငံတွေရဲ့တကယ်ဒီဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာသူတို့တွေကဒီဒေါ်လာရဲ့ငွေကြေးစည်းစိမ်မှုကိုသုံးလို့မရဘူးပေါ့နော်အဲ့ကြောင့်မှဘာဖြစ်လဲဆိုလို့ရှိရင်သူတို့နှစ်ယောက်ကလုံးဝမှတကယ်ပေါင်းလို့တင်လို့ရတဲ့ညီကိုတွေတကယ်တကယ်ချင်းဆက်ဆံရေးပါဟုတ်ပါတယ်သူတို့နှစ်နိုင်ငံမှာအလုံးစုံမှနှက်ဆိုင်တဲ့ဆက်သွယ်ရေးတစ်ခုရှိပါတယ်အဲ့ဒါခါဗျာဘာလဲဆိုလို့ရှိရင်သူတို့တွေကတခြားနိုင်ငံတွေကဖိကျင်ထားတာဖြစ်တဲ့အတွက်အထက်ကျန်နိုင်ငံကပေါင်းတဲ့အခါမှာတကယ်မှတည်မြတ်ခြင်းကအဲ့လိုဖြစ်ပေါ်လာတယ်ပေါ့နော်အဓိကတော့ဘာလဲဆိုလို့ရှိရင်တကယ်ဒီဗင်နီဇွဲလားအနေနဲ့ပေါ့နော်ဒီအီရန်နိုင်ငံစီကနေပြီးသူဘာတွေရလဲဆိုလို့ရှိရင်တကယ်ဒီလက်နက်တွေပြီးခါပါလို့ဒီသူတို့ရဲ့ radar စနစ်တွေပေါ့နော်ဒီသူတို့နိုင်ငံရဲ့ကာကွယ်ရေးစနစ်တွေယူတယ်ဝယ်တယ်ပေါ့နော်ပြီးတဲ့အခါမှာတခြားစားတော့ကုန်တွေရှိမယ်ပေါ့နော်ဒါကတော့အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးယူတယ်အဲ့နဲ့အပြင်ကိုပဲဒီ
ဒီအီရန်ကလည်းပဲဒီဗီနီဇွဲလားစီကနေပြီးတော့အဓိကကတော့အရင်နံယူတယ်သဘောတုံးကြီးယူတယ်ပြီးတဲ့အခါမှာတကယ်ဒီရွှေပေါ့နော်ရွှေလည်းပဲအဓိကယူရပေါ့နော်ဒီသူတို့တွေကဒီဒေါ်လာကိုသုံးလို့မရတာဖြစ်တဲ့အတွက်အဲ့လိုမျိုးပစ္စည်းချင်းကိုလဲပြီးတော့ဒါနိုင်ငံကထောက်ပံ့နေကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ပေါ့နော်အခုလိုမျိုးတကယ်ဒီဗီနီဇွဲလားမှာကအဲ့လိုမျိုးဒီသမ္မတကအဖမ်းခံရပြီးတော့ဒီအမေရိကန်အောက်ကိုရောက်သွားတဲ့အခါမှာဒီအီရန်အတွက်လည်းပဲတော်တော်လေးကိုမှဒီနတ်ဆုံးမှုအရန်ကိုကြီးမားတယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ဒီအီရန်ပြည်သူတွေကလည်းပဲတော်တော်လေးကိုစိတ်ကြွလာတယ်အဲ့ဒါနဲ့အညီပဲဆန္ဒပြကြတာဖြစ်တယ်ပေါ့နော်အဲ့ဒီဗီနီဇွဲလားနိုင်ငံကိုပေါ့နော်ဒီသူတို့ရဲ့သမ္မတကိုအဲ့လိုမျိုးဖမ်းသွားတာကိုအီရန်နိုင်ငံကအဲ့လိုမျိုးဒီသူတို့ရဲ့မဟာမိတ်တယောက်အနေနဲ့မဟာဗျူဟာကြတဲ့သူတယောက်အနေနဲ့အဲ့လိုမျိုးလူတယောက်ကိုဆုံးရှုံးရတာတွေမဟုတ်ဘဲနဲ့ဒါသူတို့တွေအနေနဲ့သူတို့ရဲ့စိတ်ဓာတ်ပိုင်းကဒါတော်တော်လေးကိုမှဒါရိုက်ခတ်သွားတဲ့ကြီးကအများကြီးရှိတာပေါ့နော်အဓိကတော့ဗာလဲဆိုလို့ရှိရင်တကယ်ဒီဗီနီဇွဲလားသမ္မတတော့မှအဲ့လိုမျိုးချက်ကလေးဖမ်းသလိုမျိုးနိုင်ပိုင်းအတွင်းမှာဝင်ကုတ်တန်နေတာအီရန်နိုင်ငံရဲ့အထက်ပိုင်းခေါင်းဆောင်တွေကိုရောအဲ့လိုမျိုးဝင်ကုတ်လို့မရနိုင်ဘူးလားဆိုတဲ့အမြင်တွေကလည်းပဲဒါအီရန်အတွင်းမှာလည်းပဲရှိတယ်ပေါ့နော်သူတို့ရဲ့အီရန်ပိုင်းကဒီတကယ်ခေါင်းဆောင်ပိုင်းမှာလည်းပဲအဲ့လိုမျိုးအမြင်တွေကရှိကြတယ်ပေါ့နော်ဒါကြောင့်မလို့တကယ်ဒီအီရန်အစိုးရပိုင်းတွေအနေနဲ့ရတယ်ပဲပေါ့နော်သူတို့ရဲ့အိတ်ခန့်တွေကိုဒီအမေရိကန်ရဲ့တကယ်ဒီအထူးတပ်ဖွဲ့တွေကဘယ်ချက်ရောက်လာမလဲဆိုတာကိုဒါလုံးဝမသိနိုင်တဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာဒီအပိုင်းထဲမှာဆိုလို့ချင်းသတင်းကြားတဲ့အရာဘာလဲဆိုလို့ရှိရင်တကယ်ဒီအီရန်နိုင်ငံတကယ်ဒီခေါင်းဆောင်ကြီးဖြစ်တဲ့ခါမေနီအနေနဲ့ပေါ့နော်ဒီအပိုင်းအတွင်းမှာဆိုလို့ရှိရင်တကယ်ဒီတီဟီရန်ကစိတ်ကန်းတစ်ခုမှာဆိုလို့ရှိရင်ဒါတကယ်လေစိတ်ပေါ့နော်လေစိတ်မှာဆိုလို့ရှိရင်တကယ်ဒီရုရှားကတကယ်ဒီလေရင်နေဝင်ထွက်တွေအများများတယ်ပေါ့နော်အဓိကအဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီအများစုခံမှန်းကြတာကြတော့အဓိကတော့ဒီခါမေနီအနေနဲ့သူ့ရဲ့တကယ်ဒီပိုင်ဆိုင်မှုတွေကိုဒါရုရှားကိုပြောင်းထားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တော့ဒီအမေရိကန်ကသူ့ကိုလာဖမ်းတဲ့အခါမှာသူ့အနေနဲ့အယုထုတ်ပြနိုင်အောင်စီစဉ်ထားတဲ့ဆိုတဲ့အခြေအနေကိုဒါပြနေတယ်လို့ဒါအများစုတော့ပြောကြတယ်ပေါ့နော်ပြီးတဲ့အခါမှာတကယ်ဒီပုံမှန်ဆိုလို့ရှိရင်တော့ဒီအီရန်ရဲ့နောက်ကွယ်မှာတကယ်သူ့ရဲ့မဟာမိတ်တွေလည်းရှိရပေါ့နော်အဓိကတော့တခြားသူတွေတော့မဟုတ်ပါဘူးတရုတ်နဲ့ရုရှားပေါ့နော်ဒီနေ့ရုရှားပုံမှန်ဆိုလို့ရှိရင်တော့တကယ်ဒီအီရန်ကအခက်အခဲရှိရဆိုလို့ရှိရင်တရုတ်နဲ့ရုရှားဒါလုံးဝကိုကူညီပေးမှာပဲပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ဒီရုရှားဆိုလို့ရှိရင်လည်းပဲသူ့အနေနဲ့ဒီယူကရိန်းနဲ့ဖြစ်နေတယ်သူအခက်အခဲနဲ့သူ့တင်ကိုဒါလုံးဝပတ်နေတယ်ပေါ့နော်တရုတ်ဆိုလို့ရှိရင်တူတူပဲပေါ့နော်သူဆိုလို့ရှိရင်သူ့နိုင်ငံအတွင်းကစီးပွားရေးကိုသူ့အနေနဲ့တခြားလေးကင်ရွေးနေရတယ်ပြီးတဲ့ခါမှာပို့ဆိုးတာတရုတ်ရဲ့တကယ်ဒီကွန်မြူနစ်ပါတီအတွင်းမှာလည်းပဲဒါအာဏာလွန်ဆွဲပွဲတွေဖြစ်ပေါ်နေတယ်လို့ဒါသတင်းတွေထွက်နေရပေါ့နော်အဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာတရုတ်ကလည်းပဲဒါအီရန်ကိုသွားပြီးတော့မရက်တည်နိုင်ဘူးပေါ့နော်ပို့ဆိုးတာကဘာလဲဆိုလို့ရှိရင်တကယ်ဒီဒေါ်နယ်ထရန့်ကလည်းပဲဒီအီရန်နဲ့ဆက်ဆက်တဲ့နိုင်ငံတွေဆက်ဆက်တဲ့ဆိုတာအဓိကတော့ဒီကုန်သွယ်ရေးလုပ်တဲ့နိုင်ငံတွေကိုအဲ့နိုင်ငံကိုပေါ့နော်အခွန်25%တိုးကောက်မယ်လို့ဒါချိန်ထားတာပေါ့နော်အဲ့လိုချိန်တဲ့အခါမှာဒါတရုတ်တို့ကလည်းပဲအီရန်ဘက်ကရက်တည်ဖို့ဆိုတာတော်တော်လေးကမှခက်ခဲတဲ့အနေအထားကိုရောက်သွားပါပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါအီရန်အနေနဲ့ကသူ့နောက်မှာလည်းပဲဒါဒီမှန်သိမရှိတော့ဘဲနဲ့ဒါလုံးဝမှအထီးကျန်နေတဲ့အနေအထားကိုဖြစ်သွားပါပေါ့နော်အဲ့လိုမျိုးအနေအထားမှာအီရန်အနေနဲ့တကယ်ဒီဖြူချက်သွားနိုင်လားပေါ့နော်အီရန်ခေါင်းဆောင်တွေအနေနဲ့ဖြူချက်သွားနိုင်လားစင်ပေးရနိုင်လားပေါ့နော်အဲ့လိုမျိုးစင်ပေးဖို့ဆိုလည်းလုံးဝမလွယ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်တော့တကယ်ဒီအီရန်နိုင်ငံရဲ့တကယ်ဒီအစ္စလာမစ်တော်လှန်ရေးတပ်ကရှိနေလို့ပါအဲ့အထက်ကပြည်သူတွေအတွက်မဟုတ်ပါဘူးအစစ်တက်ကတကယ်ဒီအီရန်ရဲ့တကယ်ထိပ်သီးခေါင်းပိုင်းတွေအတွက်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တက်ကဘယ်တော့မှဖွဲ့စည်းထားလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ1989မှာတကယ်ဒီခါမင်းနီယာပေါ့နော်အီရန်ပြည်ရင်ကိုဖြုတ်ချတယ်ဖြုတ်ချပြီးတဲ့အခါမှာတကယ်သူတို့ကတက်လာတယ်ပေါ့နော်အဲ့မှာတကယ်ခေါင်းဆောင်ပိုင်းဖြစ်လာတယ်ဖြစ်တဲ့အခါမှာတကယ်ဒီအဲ့တော့ငါရှိတဲ့တကယ်ဒီအီရန်ရဲ့စစ်တပ်ပေါ့နော်အီရန်ရဲ့စစ်တပ်ကတကယ်ဒီဘီယန်ကိုသစ္စာခံထားတဲ့စစ်တပ်ဗျာအဲ့ကျတော့တိုင်းအထိသူတို့ကိုဒီ 100% ကြီးယုံကြည်လို့မရဘူးသူတို့ကိုတန်တရားရှိနေတာအဲ့ချိန်မှာဟာမေနီအနေနဲ့သူတို့ကိုပြန်ပြီးတော့ဒါကောင်တာထောက်နိုင်မဲ့တကယ်ဒီအစ္စလာမစ်ကဝေးတက်ပြီးဆိုပြီးတော့သူကဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းပြီးတဲ့အခါမှာအဲ့တက်ကိုလည်းဒါလုံးဝမအင်အားကြီးဖြစ်တဲ့နဲ့အခုဆိုလို့ရှိရင်တော့တကယ်ဒီအီရန်စစ်တပ်နဲ့အစ္စလာမစ်ကဝေးတက်ဆိုတာဒီတော်လိုင်းတက်ဆိုတဲ့အဲ့စစ်တပ်နှစ်ခုကပေါ့နော်ဒါတော်တော်လေးမအင်အားကြီးတဲ့စစ်တပ်နှစ်ခုဖြစ်နေပြီပေါ့နော်ဒါသူမတာကွန်ပျူတာလိုမျိုးပုံစံဖြစ်နေပြီပေါ့နော်အဲ့ကျတော့ဒါဒီအီရန်နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းကိုလည်းပဲလွယ်ကူသွားထိလို့မရဘူးပေါ့နော်ပြီးတဲ့အခါမှာအဲ့ဒီအစ္စလာမစ်တော်လိုင်းတက်ကလည်းပဲတကယ်ခါမင်းနီတို့ရဲ့တကယ်လာစားလည်းပဲလုံးဝအကောင်းစားလာစားကိုပေးထားတယ်ပြီးတဲ့အခါမှာတာမန်လူတွေနဲ့မတူတဲ့တကယ်ခံစား권လည်းပဲအများကြီးပေးထားတာဖြစ်တယ်ကွာအဲ့ကျတော့သူတို့တွေအနေနဲ့ကဒီအီရန်ရဲ့ထိပ်သီးပိုင်းကိုလည်းပဲပြုတ်ချအောင်ဆိုတာလုံးဝမှစိတ်ကူးတမန်မရှင်းနိုင်အောင်သူတို့အနေနဲ့လုံးဝစူးစမ်းမှာပေါ့နော်အဲ့ကျတော့ဒီအီရန်နိုင်ငံထိပ်သီးပိုင်းကိုဖြိုချင်တယ်ဆိုလို့ရှိရင်တော့အခုဒီအစ္စလာမစ်ကဝေးတက်ကိုလည်းပဲဒါလုံးဝမှဖြိုနိုင်မှုကလိုအပ်သေးရေပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီအမေရိကန်ကပေါ့နော်ဒီအီရန်နိုင်ငံရဲ့အစ္စလာမစ်တက်ရှိလို့မို့အဲ့လေးကိုမဝင်နိုင်ဘူးလားပေါ့နော်ဝင်ရောက်မဖောက်နိုင်ဘူးလားဆိုလို့ရှိရင်တော့အဲ့လိုလည်းပဲစဉ်းစားလို့မရဘူးပေါ့နော်နောက်တစ်ခုထပ်ပြီးစဉ်းစားလို့ရတာပါလဲဆိုလို့ရှိရင်အခုဒီအမေရိကန်နေနဲ့ဒီဗီနီဇွဲလားသမ္မတကိုသွားဖန်တော့ကတကယ်ဒီနိုင်ပိုင်းအတွင်းသွားဖန်ခဲ့တယ်ဘယ်နေရာမှာအတိအကျရှိတယ်ဘယ်နေရာမှာအိတ်နေတယ်ဆိုတာအတိအကျနဲ့သွားဖန်တာဒီအခန်းထဲဝင်ကုတ်ပြီးတော့မှဆွဲခေါ်လာတယ်အဓိကအဲ့ဒါပဲပေါ့နော်ပြောရင်ဒါပါလဲဆိုလို့ရှိရင်ဒီအမေရိကန်နေနဲ့ဒီဗီနီဇွဲလားရဲ့ဒ
တမတာပေါ့နော်တမတာရဲ့တကယ်သူရဲ့နေအိမ်သူစားနေတဲ့ထမင်းအလုပ်ကအစသူ့အိမ်မှာကြောင်ပနကောင်ရှိတယ်သူတရက်ကိုရေပနကချိုးတယ်ဆိုတာအစအမေရိကန်အနေနဲ့အဲ့ဒါတွေကိုသိနေတာဖြစ်ပါတယ်အဲ့လိုမျိုးသိနေတယ်ဆိုတာကဒါသူတို့လုံးဝထောက်လိုင်းရှိရပေါ့နော်အဲ့ထောက်လိုင်းကသူတို့ရဲ့အလုပ်ကိုလှုပ်နေတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒါဗီနီဇွေလာမှာတချို့ရှိနေတယ်အားနဲ့အတူတူပဲတကယ်ဒီအီရန်မှာရောမရှိနိုင်ဘူးလားဆိုတာအဓိကအဲ့ဒါလည်းစဉ်းစားဖို့လိုရတယ်ပေါ့နော်ဘာလဲဆိုလို့ရှိရင်ဗျာတကယ်ဒီဗီနီဇွေလာဆိုတာကအီရန်နဲ့ရှင်လို့ရှိရင်လုံးဝမှတင်းငယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်အစရတင်းငယ်တယ်အဲ့လိုမျိုးတင်းငယ်တဲ့နိုင်ငံတစ်နိုင်ငံမှာတောင်မှအမေရိကန်ကတလောက်ထိလောက်ထားတယ်ဆိုလို့ရှိရင်တကယ်ဒီအစ္စရေးရဲ့ရန်သူဖြစ်တယ်ပြီးတဲ့အခါမှာအရှိလေပိုင်းမှာဆိုလို့ရှိရင်တကယ်ဒီအမေရိကန်အတွက်ကအကြီးမားဆုံးရန်သူဖြစ်တဲ့အီရန်ကိုရောအမေရိကန်ကအဲ့လိုမျိုးစောင့်ကြည့်မနေနိုင်ဘူးလားပေါ့နော်အဲ့လိုမျိုးစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲတကယ်ဒီအီရန်နိုင်ငံရဲ့တကယ်ဒီခေါင်းဆောင်ပိုင်းတွေအနေနဲ့လည်းဒါတော်တော်လေးမှခြောက်ခြားစရာတစ်ခုဖြစ်နေတာမျိုးဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့တကယ်ဒီဗီနီဇွေလာကိုဝင်သိမ်းတယ်လို့မျိုးအမေရိကန်ကလည်းပဲလုံးဝမှအဲ့လိုမျိုးတိုက်ရိုက်လည်းပဲမျိုးဝင်သိမ်းမှုကမလွယ်လောက်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ပေါ့နော်တကယ်ဒီအီရန်နိုင်ငံမှာကလည်းပဲတကယ်ဒီလေတက်သုံးမှုဆိုတာတော့ဖြစ်နေတယ်ဆိုပေမဲ့ပေါ့နော်တကယ်ဒီကြီးတက်လို့ဘာလို့သုံးမယ်ဆိုလို့ရှိရင်လုံးဝမဖြစ်နိုင်ဘူးပေါ့နော်အီရန်နိုင်ငံမှာကတကယ်ဖျားပေးတဲ့တကယ်အကာအကွယ်တွေရှိရကွာအီရန်နိုင်ငံမှာတကယ်သူတို့ကိုကာကွယ်ပေးထားတဲ့တကယ်တောတောင်ရှင်မီတဘာဝတကယ်ပြီးတဲ့အခါမှာတကယ်ဒီသိက္ခာတာရပေါ့နော်အဲ့လိုမျိုးအရာတွေကတကယ်အီရန်နိုင်ငံကိုကာကွယ်ပေးထားတာပါအဲ့လိုမျိုးကြောင့်လို့ပေါ့နော်ဒါအီရန်နိုင်ငံဘက်ကလည်းပဲဒါသူတို့ကိုလာပြီးတော့တိုက်ခိုက်ပြတဲ့ဆိုတာကိုတီးကဲလို့ရှိရင်တော့ဒါသူတို့တွေအနေနဲ့ပြန်ပြီးတော့ဒါခုခံစစ်ဆိုတာလုံးဝမှလုံးနိုင်တယ်ပေါ့နော်အဲ့ကျတော့တကယ်ဒီဗီနီဇွေလာကိုလို့သူတို့မျိုးလွယ်နေတော့ဒါအီရန်ကိုလို့တော့မလွယ်ဘူးပေါ့နော်တခုရှိတာပါလဲဆိုလို့ရှင်တော့ဒီ2025 6လပိုင်းတုန်းကလည်းပေါ့နော်တကယ်ဒီအစ္စရေးအနေနဲ့အီရန်နိုင်ငံကိုသွားပြီးတော့တကယ်ဒီကြောင်နဲ့ဘုံကျစ်ခဲ့တယ်ပေါ့နော်နေရာပေါင်းရှာနဲ့ချိပြီးတော့ဘုံကျစ်ခဲ့တာပေါ့နော်အဲတုန်းကဆိုလို့ရှင်လည်းတကယ်အီရန်နိုင်ငံမှာဆိုလို့ရှင်တကယ်ဒီ resistance တွေရှိရပေါ့နော်အဲ့လိုမျိုးစစ်တွေရှိနေတာတောင်မှတကယ်ဒီအစ္စရေးကဒီအီရန်ကိုသွားပြီးဘုံကျဲတယ်ပေါ့နော်အဲ့ဒါတူတူပဲပေါ့နော်တကယ်ဒီအမေရိကန်ကလည်းပဲတကယ်ဒီအီရန်နိုင်ငံရဲ့တကယ်နျူကလ িয়ার စက်ရုံနေရာတွေကိုသွားပြီးတော့ဘုံကျဲခဲ့တယ်အကြီးကျယ်ဖျက်ဆီးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးရပြီးတော့မှတော့နိုင်ခဲ့သေးတာပေါ့နော်အဲ့ကြောင့်တို့တွေအနေနဲ့တကယ်လို့များဒီအီရန်နိုင်ငံရဲ့တကယ်ခေါင်းဆောင်ပိုင်းတွေကိုတကယ်ဖန်ဆီးခြင်းနဲ့လုပ်ချင်တဲ့ solution တွေပဲဒါဖြစ်နိုင်တဲ့ဆိုတဲ့အနေအထားမှာတော့ရှိရပေါ့နော်ပြီးတော့ကျတော့ထပ်ပြီးတော့စဉ်းစားတင်တာပါလဲဆိုလို့ရှိရင်ပေါ့နော်တကယ်လို့များအီရန်နိုင်ငံကိုအမေရိကန်ကအဲ့လိုမျိုးလုပ်လိုက်မယ်ဆိုလို့ရှိရင်တကယ်လို့များတကယ်ထိပ်သီးပိုင်းတွေခေါင်းဆောင်ပိုင်းတွေကိုဖျက်ချလိုက်မယ်ဆိုလို့ရှိရင်အီရန်နိုင်ငံကဘယ်လိုဖြစ်သွားမှာလဲပေါ့နော်လုံးဝပြိုသွားမှာလားပေါ့နော်ပြိုလို့ရှိရင်ရောဘာဆက်ဖြစ်နိုင်မလဲပေါ့နော်အဲ့ဒါတကယ်ကိုအရေးကြီးရပေါ့နော်ဒီကတော့အီရန်နိုင်ငံကပြိုကျသွားလို့ရှိရင်တော့တကယ်အထိနာမဲ့နိုင်ငံတွေလည်းပဲရှိရပေါ့နော်အဓိကတခြားတော့မဟုတ်ပါဘူးရုရှားနဲ့တရုတ်ပါပဲဟုတ်ပါတယ်အခုချိန်ဆိုလို့ရှိရင်လည်းပဲတကယ်ဒီရုရှားဆိုလို့ရှိရင်လည်းပဲဒါဒီအီရန်စီကနေပြီးတော့မှဒါယူနီရတဲ့ဂျီနန်တန်းငွေတွေဂျီနန်တွေသဘောတန်းငွေတွေရှိတယ်ပြီးကမှလက်နက်ပစ္စည်းတွေရှိတယ်ဒီရုရှားဆိုတာကဒီယူကရိန်းနဲ့စစ်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီတကယ် drone နဲ့ပတ်သက်လို့ရှိရင်တော့တကယ်အီရန်နိုင်ငံစီကနေပြီးတော့မှဒါအဓိကအားကိုးနေရတယ်ပေါ့နော်သူနိုင်ငံအတွင်းမှာလည်းပဲထုတ်တဲ့ဆိုပေမဲ့အဓိကတော့အီရန်နိုင်ငံကနေပြီးတော့မှတကယ်ဒီ drone တွေပြီးကမှဒီ missile တွေကိုဒါအားကိုးနေတယ်ပေါ့နော်ပြီးကမှတရုတ်ဆိုလို့ရှိရင်လည်းတူပဲပေါ့နော်တကယ်ဒီအရှိလေပိုင်းမှာဆိုလို့ရှိရင်တော့အီရန်နိုင်ငံဆိုတာကတရုတ်ရဲ့တကယ်သဘာဝတံငွေအဓိကသဘာဝတံငွေအသက်ကြီးတစ်ခုပါပဲဟုတ်ပါတယ်ကျွန်တော်ဒီမဟာဗျူဟာမြောက်တကယ်ဒီသဘောတူညီချက်တစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့တရုတ်ကအီရန်နိုင်ငံကိုတကယ်ဒီဘီလီယံ400လောက်ပေးထားတယ်အဓိကအီရန်ကကြောင့်ဘာပြန်ပေးရမလဲဆိုလို့ရှိရင်တော့တကယ်ဒီသူတို့ရဲ့ဂျီနန်ကိုရည်ရွှေတကယ်ဒီတရုတ်ကိုတင်ပို့ပေးရမယ်အဓိကအမျိုးစီမံကိန်းတွေရှိရပေါ့နော်တကယ်လို့မြန်တကယ်ဒီအမေရိကန်ကသာတကယ်အီရန်ကိုဝင်စီးခဲ့မယ်အခုဒီဗီနီဇွေလာမျိုးလုပ်ပြခဲ့မယ်ဆိုလို့ရှိရင်တော့တကယ်ထိနိုင်မယ့်နိုင်ငံကတော့ရုရှားနဲ့တရုတ်ပဲပြီးတဲ့အခါမှာတကယ်ဒီ Israel ဆိုလို့ရှိရင်တူပဲပေါ့နော်ဒီ Israel ရဲ့ကောင်းဆောင်နေတန်ယာဟုအနေနဲ့ဒါအီရန်ကိုလည်းပဲလုံးဝပြစ်ပြတော့လုံးဝမလိုချင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီအီရန်နိုင်ငံကသူတို့အပေါ်မှာချင်းချုံနိုင်လောက်တဲ့အင်အားတစ်ခုရှိနေမှာပဲသူ့အနေနဲ့ပြည်သူတွေကိုပြောပြီးတော့ဒါဆက်လက်ပြီးတော့ Israel ကိုထိန်းချုပ်ထားလို့ရမယ့်အနေအထားမှာရှိတယ်ပေါ့နော်။ပြီးတဲ့အခါမှာအမေရိကန်ကလည်းပဲစဉ်းစားတာပေါ့နော်။တကယ်လို့မြန်အီရန်နိုင်ငံဒါပြိုကျသွားလို့ရှိရင်အီရန်နိုင်ငံကိုနောက်ထပ်ပြီးဘယ်လိုဖြစ်လာမှာလဲ။အီရန်မှာစစ်တပ်နှစ်ခုရှိတယ်။ပြီးတဲ့အခါမှာဒီဘယ်လိုပြောမလဲဒီပြည်တွင်းစစ်ဖြစ်နိုင်ကြလုံးဝအရန်များတယ်ပေါ့နော်အဲ့လိုမျိုးအရန်များတဲ့အခါမှာဘယ်သူကအထိမ့်ပါလဲပေါ့နော်အီရန်နိုင်ငံအတွင်းရဲ့လူအပ်နေတဲ့ခေါင်းဆောင်ပိုင်းတွေကိုကွက်လက်နေရတယ်ဘယ်သူကဖြည့်ပါလဲဆိုတဲ့မိကုံးမမိုင်းဆန်နဲ့ပဲဒါအမေရိကန်ကလည်းပဲဒါလက်ရှုပ်နေတာမျိုးလည်းပဲဖြစ်ကောင်းဖြစ်နေနိုင်နေပေါ့နော်ဒါကတော့အီရန်နိုင်ငံရဲ့ဖြစ်ခဲ့တဲ့အခြေအနေလေးတွေကိုဒါပြောပြခြင်းဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းပဲကျေးဇူးတင်ပါတယ်